ပြင်သစ်နိုင်ငံဟာအမေရိကန်နိုင်ငံကိုလွတ်လပ်ရေးလေးပါတီရုပ်ထုပေးခဲ့ပေမဲ့အမေရိကန်နိုင်ငံဘက်ကမလေးစားတာကြောင့်ပြင်သစ်နိုင်ငံမှလေးပါတီရုပ်ထုကိုပြန်လည်သိမ်းယူသင့်တယ်လို့ဥရောပလွှတ်တော်ပြင်သစ်ကိုယ်စားလှယ်ဖြစ်တဲ့ Raphael Glucksmann ကမတ်လ16 ရက်နေ့ကပြောကြားလိုက်ပါတယ်။ပြင်သစ်ပြည်သူများထံမှအမေရိကန်ပြည်ထောင်စုသို့အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းရဲ့နှစ်တရာပြည့်အထိမ်းအမှတ်အတွက်လက်ဆောင်အဖြစ်လွတ်လပ်ရေးလေးပါတီရုပ်ထုကို1886ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနယူးယောက်မြို့စိတ်ကမ်းမှာစတင်ထုတ်ဖော်ပြသခဲ့တာပဲဖြစ်ပါတယ်။ဒါအတွက်ကြောင့်လေးပါတီရုပ်ထုရဲ့သက်တမ်းဟာနှစ်ပေါင်း138နှစ်ခန့်ရှိနေပြီပဲဖြစ်ပါတယ်။အဆိုပါရုပ်ထုကိုပြင်သစ်လူမျိုးAuguste Bartholdi ကဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ရုပ်ထုရဲ့အမြင့်ကတော့မီးရှူးတိုင်ထိ46မီတာခန့်ရှိပြီးမြေပြင်ကနေတိုင်းတာရင်တော့63မီတာခန့်အထိအမြင့်ရှိပါတယ်။ယခုလိုမျိုးလွတ်လပ်ရေးလေးပါတီရုပ်ထုကိုပြန်ပေးရန်ပြောဆိုခဲ့တဲ့ပြင်သစ်အမတ် Glucksmann ဆိုသူဟာယူကရိန်းကိုအခိုင်အမာခုခံကာကွယ်သူဖြစ်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့စစ်ပွဲနဲ့ပတ်သက်တဲ့အမေရိကန်မူဝါဒအပြောင်းလဲကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့သူတဦးလည်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နေ့စဉ်နဲ့အမျှ update သတင်းတွေကိုအချိန်နဲ့တပြေးညီဖတ်နိုင်မှုအတွက် Telegram မှာ @သတင်း_news channel ကို join ထားဖို့လည်းဖိတ်ခေါ်ပါရစေရှင်။